ဒီလာကျင့်စဉ်ကိုမတီအောင်လေ့ကျင့်ခန်းလုပ်ရပါမယ်ကဲတော့ပြီးတော့နှုတ်မှာသာသနာတည်ဖို့ရတဲ့မနောဒုစရိုက်၃ပါးရှိတယ်မနောဒုစရိုက်ဝစီဒုစရိုက်၄ပါးမူတဝါဒပိသုနာဝါစာပရုသဝါစာတံဖပလပါဆိုတဲ့ဝစီဒုစရိုက်၄ပါးကိုရှောင်ဖို့ရတော့ဘုရားကမလိမ္မာနဲ့မူသမပြောပါနဲ့ပြောင်းတဲ့တယောက်အစင်မပြောင်းမပြောပါနဲ့တနိုင်ငံနဲ့တနိုင်ငံပေါ့ဒီပေါ်အကုန်လုံးပေါ့နော်ပြီးတော့ကြမ်းထမ်းတဲ့စကားမပြောပါနဲ့အကျိုးမရှိတဲ့စကားကိုမပြောပါနဲ့ဘုရားဗဇတ်နဲ့ရှောင်းမှာလေကွန်အဲ့ဒါကိုဝစီဒုစရိုက်၄ပါးခေါ်တယ်အဲ့ဒါကိုရှောင်ဖို့ရအတွက်အကုန်လုံးကတော့မူတဝါဒကြီးပဲမူတဝါဒဝိရမတိတိတ်္ခဗရံသမာရိယာမိဆိုရင်တော့နှုတ်မှာသာသနာတည်သွားပြီဝစီကံကောင်းသွားပြီကာယကံကောင်းသွားပြီးတော့ဝစီကံကောင်းသွားပြီကာယကံကုသိုလ်ဝစီကံကုသိုလ်ရသွားပြီသီလကုသိုလ်ရတယ်သီလကုသိုလ်ကြောင့်ရတဲ့အကြောင်းကြောင့်ရတဲ့အကျိုးကလူဘဝနဲ့နတ်ပြည်၆ဌာကာမောသရကုသိုလ်ကကာမောသရဘုံနဲ့အကျိုးပေးမှာမလို့လူဘဝနတ်ဘဝလိုချင်လည်းရမယ်မလိုချင်လည်းရမယ်အကြောင်းရှိရင်အကျိုးရှိမယ်ကံရဲ့အကျိုးယုံကြည်ပြီးတော့ကာယကံကောင်းအောင်ဝစီကံကောင်းအောင်သီလသာသနာနဲ့ထိတ်မှာမိန်းလာတော့မနောကံကောင်းဖို့ရတဲ့သမာဓိသာသနာပညာသာသနာသမာဓိကျင့်စဉ်ပညာတွေကျင့်စဉ်တွေကျင့်မှသာလေမနောမှာသာသနာကြီးပဲကိုယ်အာနာပါနကျူသွားပြီနော်စိတ်ကိုထိန်းတာပါစိတ်က6နေရာပဲဖြစ်တယ်တဏ္ဍဝါတိုင်းမှာမျက်စိမှာမြင်သိစိတ်ဖြစ်တယ်နားမှာကြားသိစိတ်ဖြစ်တယ်နှာခေါင်းမှာနားသိစိတ်ဖြစ်တယ်ရှားမှာအရသာသိစိတ်ဖြစ်တယ်ကိုယ်မှာတွေးသိစိတ်ဖြစ်တယ်နှလုံးမှာတွေးစိတ်ဖြစ်တယ်အာယုန်နဲ့ကြောင့်ဖြစ်တယ်စိတ်ကကိုယ်ကြောင့်ဖြစ်တာလည်းမဟုတ်ဘူးသူများကြောင့်လည်းမဟုတ်ဘူးအာယုန်နဲ့ဓဝါရတိုင်းစိတ်ဆိုတာဖြစ်မှာပဲစိတ်ကစိတ်တွေကိုသိဖို့ရတယ်ကောင်းတဲ့စိတ်မကောင်းတဲ့စိတ်မနောဒုစရိုက်၃ပါးမနောမှာဖြစ်တယ်မကောင်းတဲ့စိတ်ကအဘိဓါဗျာပါဒဝိသတိတိဆိုတာမနောဒုစရိုက်၃ပါးမဖြစ်အောင်အဘိဓါဆိုတော့ကလောဘဗျာပါဒဆိုတာဒေါသဝိသတိဆိုတာမောဟပါပဲလောဘဒေါသမောဟတွေမဖြစ်အောင်သိဉာဏ်ကိုဖြစ်ရင်လည်းရှောင်တတ်ဖို့အကျင့်ရမယ်မနောဒုစရိုက်၃ပါးဘယ်မှာဖြစ်တယ်မျက်စိမှာဖြစ်တယ်အာယုကိုကြရင်လောဘဖြစ်မယ်မကြရင်ဒေါသဖြစ်မယ်အတန်ကိုကြရင်လောဘဖြစ်မယ်ဒေါသဖြစ်မကြရင်ဒေါသဖြစ်မှာပဲဒါကြောင့်စိတ်ကအာယုကြောင့်ဖြစ်တယ်အာယုနဲ့တော့မလိုက်အောင်စိတ်ကိုလောဘဒေါသတွေမဖြစ်အောင်အာနာပါနကမ္မထာနဲ့ဝင်လေထွက်လေသိတဲ့အလုံးနဲ့စိတ်ကိုထိန်းရတယ်လောဘစိတ်ဖြစ်ပြီးဒေါသစိတ်ဖြစ်ပြီးဆိုဖြစ်မှန်းသိရင်မကောင်းတဲ့စိတ်လို့သိပြီဆိုရင်မောဟမဖုံးတော့ဘူးမောဟမဖုံးရင်လောဘဒေါသတွေရှောင်တတ်ဖို့ရတယ်ဝင်လေထွက်လေဝင်လေကိုအာယုကြောင့်ပြန်မှာဝင်လေကြီးထွက်လေကြီးတစ်ဝင်လေထွက်လေတစ်ဝင်လေတွေ3 5 6ကိုရှစ်ဆိုရင်လောဘဒေါသတွေကြောင့်နေမှာဒါကြောင့်မို့လောဘဖြစ်တိုင်းဒေါသဖြစ်တိုင်းသိမကောင်းတဲ့စိတ်လို့သိပြီးတော့စိတ်လေးကိုထိန်းထားအောင်လေ့ကျင့်လုပ်ပါလောဘအဘိဓါဗျာပါဒဝိသတိဆိုတော့မနောဒုစရိုက်၃ပါးမဖြစ်အောင်ဖြစ်ရင်လည်းရှောင်တတ်အောင်လေ့ကျင့်လုပ်တော့သမာဓိသာသနာဝင်လေထွက်လေမမေ့တာကသမ္မာတတိလေလေးတိအောင်ကြိုးစားနေတာကသမ္မာဝါယမလေပေါ်မှာသိရောက်နေတာကသမ္မာသမာဓိလေလေးသိနေတာကသမ္မာဒိဋ္ဌိပါပဲနောက်လေလေးကိုတွေးနေရမှာမဂ္ဂင်7ပါးထဲမှာသမာဓိမဂ္ဂင်3ပါးနဲ့လေလေးသိနေတဲ့ဉာဏ်အဲ့ဒါသမာဓိသာသနာမနောမှာပြုမယ်ဒါက9မိနစ်ဒီပေါ်မှာစိတ်နေ9မိနစ်သာသနာတည်တယ်10မိနစ်10နေတဲ့စိတ်မကောင်းတဲ့စိတ်တွေမလာအောင်ထိနေတာသမာဓိကျင့်စဉ်ကျင့်မှာသမာဓိကျင့်စဉ်ကျင့်ပြီးဆိုအောင်ပြီဆိုရင်ဒါကုသိုလ်တွေပဲသမာဓိကုသိုလ်ကဇာရပြီဆိုတော့ဗျမ20ဖြစ်ခြင်းရဲ့အကြောင်းပဲဗျမ20ပြုဖို့ရအတွက်မနောကံကောင်းရင်တော့ဗျမဖြစ်မယ်ဗျမဖြစ်ခြင်းရဲ့အကြောင်းကမနောကဇာရဇာကုသိုလ်တွေနဲ့ဗျမဖြစ်မှာပဲဗျမဖြစ်ခြင်းရဲ့အကြောင်းဒါပေမဲ့ကံရဲ့အကျိုးအကြောင်းကြောင့်အကျိုးလို့သိဖို့ဒါပေမဲ့တကယ်စစ်လိုက်တော့အကြောင်းနဲ့စစ်အကျိုးနဲ့စစ်တော့30ပုံလုံးကိုဘုရားဆိုင်တော်လူတော်ကောင်းတွေမြင်တယ်လို့30ပုံလုံးကမရဏသိခြင်းဆင်းရဲတာမြင်အောင်ပြမှာဇာတိဒုက္ခသရဒုက္ခပြာတိဒုက္ခမရဏဒုက္ခဆိုတဲ့ဒုက္ခတွေအကျဉ်းသားဒုက္ခတွေကိုသိအောင်လေ့ကျင့်ရတော့မယ်အဓိကသိခြင်းဆင်းရဲပေါ်ဒီသိခြင်းဆင်းရဲက30ပုံလုံးကဘယ်လိုမှမလွတ်တဲ့အတွက်ကြောင့်ဆင်းရဲတာကိုသူ
30ဘုံလုံးကိုတည်တဲ့နေရာလို့တည်အောင်လုပ်ပါ30ဘုံလုံးကပါလဲတည်တဲ့နေရာလို့တည်ရင်တော့ဉာဏ်ရှင်တဲ့ကုသိုလ်ရတယ်အဲ့ဒါတည်ရင်တော့ကောင်းတယ်မတည်ရင်မကောင်းဘူးအဲ့တည်တာကကိုယ်ကြောင့်လည်းမဟုတ်ဘူးသူများကြောင့်လည်းမဟုတ်ဘူးအကြောင်းမရှိဘဲနဲ့ဖြစ်တာလည်းမဟုတ်ဘူးအမှန်ကိုတည်အောင်လုပ်ပါအတည်တာကိုမတည်လို့အဝိဇ္ဇာဝါတန်တရားတစ်လျှောက်လုံးဖုံးလာတဲ့အဝိဇ္ဇာမောဟအဲ့ဒီဟာကြီးမောဟအတည်အသေးမှအမှန်ကိုတည်ဖို့လိုတယ်မတည်ရင်လည်းတော့အဲ့လို30ဘုံလုံးကိုတည်တဲ့နေရာလို့တည်ရင်အဲ့ဘုံအဲ့ဘုံ30ဘုံလုံးကိုပြည့်တဲ့ဘုံမရှိတော့ဘူးမတည်ရင်တော့သဘောကျနေမှာပဲသဘောကျရင်ဆွဲမယ်ဆွဲပြီးတော့အလုပ်လုပ်မယ်ကောင်းတာလုပ်တော့ကုသိုလ်လုပ်မယ်မကောင်းတာလုပ်တော့အကုသိုလ်လုပ်မယ်အကုသိုလ်ကြောင့်အပေလေးပုံရောက်မယ်ကုသိုလ်ကြောင့်29ပုံရောက်မယ်အကြောင်းကြောင့်အကျိုးအကြောင်းလည်းသိရမယ်အကျိုးလည်းသိရမယ်လောကမှာဖြစ်နေတာကအကြောင်းနဲ့အကျိုးပဲရှိတယ်အကြောင်းကဒုက္ခဖြစ်ကြောင်းအကျိုးကဒုက္ခအကြောင်းကသေကြောင်းအကျိုးကသေတဲ့နေရာပဲအဲ့ဒါမသေတဲ့နေရာရောက်ဖို့ရတော့ကိုယ်ကဉာဏ်နဲ့အကြောင်းနဲ့ဒီအကျိုးနဲ့ဒီအကြောင်းနဲ့ကြောင်းအကျိုးနဲ့ကြောင်းအကြောင်းနဲ့အကျိုးတွေကုန်တဲ့နေရာဒုက္ခကုန်တဲ့နေရာနိဗ္ဗာန်ဆိုတာရှိပါတယ်အဲနိဗ္ဗာန်ရဖို့ရတော့ဉာဏ်အဲတမ္မာဒိဋ္ဌိဉာဏ်ရအောင်လုပ်မယ်သစ္စာလေးပါးသိတာပေါ့တမ္မာဒိဋ္ဌိ30ဘုံလုံးကဒုက္ခသစ္စာဒုက္ခဘာကြောင့်ဖြစ်တယ်လဲမသိလို့ဖြစ်တယ်တွေ့တာလို့ဖြစ်တယ်ဆွဲလို့ဖြစ်တယ်ဆွဲပြီးတော့အလုံးလုံးတဲ့ကုသိုလ်အကုသိုလ်တွေကြောင့်ဖြစ်တယ်လို့သိဖို့အကြောင်းရှိရင်အကျိုးရှိမယ်အကြောင်းမရှိရင်အကျိုးမရှိဘူးနောက်ပဲအကြောင်းတွေအကျိုးတွေကုန်တဲ့နေရာကနိဗ္ဗာန်ပဲနိဗ္ဗာန်ရဖို့ရတော့ခေါ်တမ္မာဒိဋ္ဌိဉာဏ်နဲ့ကျင့်တဲ့ကုသိုလ်နဲ့နိဗ္ဗာန်ကိုသွားပါဒါနာသီလသမာဓိပညာဆိုတဲ့ကိုယ်ပိုင်ဥစ္စာနေတိုင်းရှားပြီးတော့အချမ်းသာဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ဖို့ရတော့အဓိကတော့တရားတရားတွေပြည့်စုံမှုလိုတယ်တရားတရားတွေပြည့်စုံပြီဆိုရင်သီလတွေပြည့်စုံမှုလိုတယ်သီလတွေပြည့်စုံပြီဆိုရင်ကောင်းတာကုသိုလ်တွေအကုသိုလ်တွေသိပြီးတော့အကုသိုလ်တွေကိုရှက်တတ်ဖို့လိုတယ်အကုသိုလ်တွေကိုကြောက်တတ်ဖို့လိုတယ်ဒါကြောင့်ယဉ်ကျေးတဲ့ဝတ္တပါတရားသူတော်ကောင်းဥစ္စာ9ပါးနဲ့ပြည့်စုံသူတော်ကောင်းတွေတွားတဲ့နေရာနိဗ္ဗာန်တရားသီလသီရိဝတ္တပါသုတ္တစာကပညာဆိုတဲ့သူတော်ကောင်းဥစ္စာသူတော်ကောင်းဖြစ်ခြင်းသူတော်ကောင်းတွေတွားတဲ့အလုပ်ကိုသူတော်ကောင်းဥစ္စာတွေကိုယ်ဒီမှာရှိနေအောင်သိချင်ကလုပ်ပါဒါဆိုရင်ကိုယ့်အတွက်လူဖြစ်ကျိုးနှပ်ပါလိမ့်မယ်သာသနာနဲ့တွေ့ကျိုးနှပ်ပါလိမ့်မယ်အဒီကောင်းဆုံးဖြစ်တဲ့အချမ်းသာဆုံးဖြစ်တဲ့လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာကတော့ကာယကံဝစီကံမနောကံကောင်းရင်သီလကုသိုလ်သမာဓိကုသိုလ်ဉာဏ်ချင်းတဲ့ကုသိုလ်တွေရပြီဆိုရင်အဲ့ဘဝရမှာပဲကောင်းတဲ့ဘဝကြီးရမှာပဲဒါပေမဲ့အသေးမလို့ဘူးအသေးလို့တဲ့နေရာနိဗ္ဗာန်ကြည့်အောင်မတည်တဲ့နေရာသွားနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုရားတိုက်တွန်းပါတယ်ဘယ်နည်းကြီးဟုတ်ဘယ်နည်းလဲဦးရင်းကြီးဆာဒီမှာပြန်ပေးမှချုပ်ဟမ်